ဖုန်းမှာကာဗာမတက်ဘဲနဲ့အင်ကြီးကြားတဲ့ထိုးထည့်တာ ဖုန်းပါကအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ Sound Actor ကိုချမ်းရဲ့ထွက်ထားတာမကြသေးတဲ့ဗီဒီယိုတို့ကို reaction လုပ်အောင်ဖြစ်ပါတယ်ကိုချမ်းရဲ့ဗီဒီယိုတွေက entertainment ဖြစ်တယ်ဆိုအတူတူကြည့်လိုက်ရအောင် ငါမပြပြစစ်စစ်နဲ့ဘာကြီးနဲ့ အဲ့ဘာကြီးလဲ ကာဗာဖုန်းမှာကာဗာမတက်ဘဲနဲ့အင်ကြီးကြားတဲ့ထိုးထည့်တာ ဖုန်းပါကမတက်ပဲအေးကြီးကြားတယ်မတက်တာ What ပြီးနေလို့လားမသိဘယ်ပြီးရင်ညာရင်ညာပြီးရင်ဘယ်ရင်ဘယ်ပြီးရင်ညာရင်ဒါလို့အဥပကမြင်နေစိမ့် Okay တချင်းလေးတေးအေးနဲ့ဘေးလဲကြည့်ရသေးတယ်ခုတလောကားတိုက်မှုတွေကခဏခဏဖြစ်ရနေတာအရေးထဲမှာစကနေမီလုံးတွေကပြက်နေသေးတယ်ဟိုဘက်ပြလိုက်ဒီဘက်ပြလိုက်ဟာဟဲ့ထားရောက်ငါတို့ကားလမ်းမပေါ်ရောက်နေတာဟာဒါဟုတ်ကွာအိတ်ချင်တာဟဲ့ငါတို့ဒီလမ်းမပေါ်ဘယ်လိုရောက်နေတာတော့မနေ့ညတော့ငါတို့ဟိုတယ်မှာအိတ်တာမဟုတ်ဘူးလား ဟိုထဲမှာအိတ်တယ်ဆိုပါ Damn ဟိုတယ်မှာအိတ်ရအောင်မင်းပတ်စံဘယ်နှပြားကြံလို့တော့မနေ့ညတော့ဟုတ်ဘူးလေငါတို့ဟိုတယ်တိရောက်သွားတယ်လေအဲ့မှာအခန်းကားတွေပါငါတို့မေးနေရမဟုတ်ဘူးလားအေးဟုတ်တယ် reception ကကောင်မလေးကိုအာဘွားသွားပေးလိုက်တာအောင်မှတ်မိလားဟာယောငါပေးမိလို့လားအေးမင်းပေးရုံနဲ့မကောက်ငါပါပေးခိုင်းလို့ငါပါပေးလိုက်တယ်ဟာယောငါအဲ့လိုလုံးမိလို့လားပြီးတော့ security တွေကငါတို့ကိုဝိုင်းကြိတ်တယ်အဲ့ဒီပဲမှတ်မိတော့တယ်ဟာယောရှက်စရာကြီးထားယောတစ်ချက်ကနေနှစ်ချက်ပြစ်မယ်ထားယောသွားမသွားမယ်ဒီမှာငါ6တောက်ကအခုမှကြည့်မိတာထားလို့မရတော့ဘူး တော့ဆိုနေပြီချင်းသေးလေ အပြစ်နေတာတော့သူဝင်လာတယ်ဟဲ့အေးပြီးတော့ပြန်ထွက်သွားတယ်ဟဲ့အော်ပြီးတော့ရင်ဟိုဓာတ်နဲ့အထက်ထက်ဆိုင်တယ်ဟဲ့ဝင်လာလိုက်ပြန်ထွက်လိုက်ရှင်ကိုဓာတ်နဲ့ထပ်ထပ်ဆိုင် ဟောသူဝင်လိုက်ထွက်လိုက်နဲ့အားရှာနေတာနေမှာပေါ့ဟဲ့ဟာဟဲ့ကောင်မငါတက်တော့ဆော့နေတာလာမနှောက်ချက်နဲ့နော် ဟိုတစ်တော်စောနေလား ဟောတဲ့အောင်ချိန်တော့ချက်စရာကောင်းတာလေးတစ်ခုပြမယ်ဩဒီခွေက YouTuber ထင်တယ် Okay ကြည့်လိုက်ဒီမှာကနေတယ်တရားဘယ်စော်ကြီးကိုကြိုက်တယ်ပြောလေ ဟုတ်တယ်က တော့အာမနာနဲ့အကုန်လုံးကအပြိုကြီးကြီးပဲကြိုက်တယ်ရွေးလို့ရတယ်အဲဒီနေ့စိုက်ကြီးသမားတွေအတွက်ပြပေးတာကြိုက်ဘူးလားမကြိုက်ရင်ကြော်လိုက်တော့ရော့တော့ပြီအဲ့လောက်ထိကြီးများနေခင်ဗျားတို့လည်းလူပြိုကြီးတွေဖြစ်မှာပဲ အေးပါဗျာ ဒီနေ့လည်းပြုတ်လေးနဲ့နန်းတာပဲရိုးရအစင်လာမပြတ်သေးဖုံးသေးဖုံး ကျောင်းကြီးကဟုတ်တယ်နော်စီးကန်းတော့ရှိတယ်သူတို့ E ကိုပြင်ပြန်ပြီးတော့ဖုံးလေးရှိတယ်ပေါ့ဘာပြီးတော့ကောင်းပါလေအဲ့လိုလုပ်တယ်ဆိုတာစီးကန်းရှိတယ်လို့ပြောလို့ရတယ် အာမနာပါတာအကြိုက်ပဲပြီးရင်တဲ့ဖုံးသွားသေးတယ် ဟိုင်းတော့ဆိုရကြပဲ တဲ့ရှက်ရှက်နဲ့စားရတယ်တောက်ကြည့်အောင်မကောင်းလူမသားတွေငါရေတောက်တာကြည့်ကျင်လို့လာချောင်းနေကြတယ်ငါရေတောက်တာတော်တော်ထူးဆန်းနေလို့လားဒရိတ်ဆန်ယုံလာတဲ့လူတွေကဒါပဲကြည့်ကျင်နေကြတယ်ဒီနေ့တော့ရေစိန်တာပဲကြည့်သွားကြတော့ Okay နောက်နေ့မှတောက်ပြ bonus ဒီခေ bonus လေးကြည့်လိုက်ရအောင် ဘာလဲဟာဘာလို့ချင်တာတော့စိတ်ကြည့်ပါတယ်ဘာဖြစ်လို့တော့ဟဲ့အောင်နေထဲကကောင်းနေဒီမှာလူမသမီးလာစားနေတယ်လာအောင်ဘာဖြစ်တာလဲဘာဖြစ်တာလဲဒီမှာငါနေနေတာကိုစိတ်လာကစားနေတယ်ခွေးပလိုက်ကွာမင်းကလည်းပါဇက်နဲ့ပြောနေသေးတယ်ဒါပေမဲ့လူမသမီးကငါ့ကိုချစ်လို့စိတ်ကစားတာလည်းဖြစ်နိုင်တယ်ကွာမင်းကလည်းခါရတာလိုက်ပြီဟာ shit တော့ဆိုရစိတ်တွေပဲ ပါတေပြေးတွေ့လာအောင်မင်းကိုစိတ်ကစားပြီးပြေးသွားတာအစားချစ်စရာလေးကွာကဘိုးကီယိုလေးမင်းလည်းအဲ့လိုမျိုးတွေနဲ့တွေ့ရင်စိတ်ကိုမပြတ်နိုင်ဘူးမင်းကြည့်ပြီးစိတ်ဆင်းရဲတယ်ဒီနေ့တော့လောက်ပဲ Okay ကောင်းပါတယ်ဗီဒီယိုလေးကတော်လေး entertainment ဖြစ်တယ်တော်လေးလည်းကြည့်ဖို့ကောင်းပါတယ် so အဆုံးနေ့ကြည့်ဖို့ကြောင့်မအောင်ကြည့်ကြပါတယ်အဲ့ channel အသစ်လေးဖြစ်တဲ့ကြောင့်မို့လို့လည်း subscribe လုပ်ပေးကြပါလို့ပြောချင်ပါတယ် Okay ဒီနေ့တော့ဒီလောက်ပဲဆိုတော့နောက်ပြီးကြောက်ပါပဲပြန်ဆောင်ကြမယ်